အားလုံးပဲမင်္ဂလာပါဒီဘက်ကတော့ငွေတက်ထုရဲ့ရှားပါမှုလှပမှုပတ်စုံသုံးနိုင်တဲ့အကြောင်းတွေကိုပတ်စုံသုံးနိုင်တဲ့အကြောင်းတွေပေါ်ပြပြီးတော့မှမျှဝေတော့မှာဖြစ်ပါတယ်ငွေတဲ့ပစ္စည်းတွေကလူသားတို့သမိုင်းတစ်လျှောက်မှာရှေးအကျဆုံးနဲ့အသုံးအများဆုံးတက်ထုတွေကတစ်ခုဖြစ်နေပါတယ်ငွေတက်ထုရဲ့ရှားပါမှုလှပမှုပတ်စုံသုံးနိုင်မှုတို့ကြောင့်တမိုးရှိတဲ့တထုတစ်မျိုးဖြစ်ခဲ့တဲ့ငွေတွေဟာ BC 3000လောက်မှစပြီးတော့အသုံးပြုခဲ့ကြတယ်လို့ယူဆကြပါတယ်။ရှေးစာရန်တွေရတော့အီဂျစ်နိုင်ငံဘက်မှာငွေဟာရှားပါခဲ့လို့ရှေးတထုတဲ့အဖို့တတ်တယ်လို့ယူဆခဲ့ကြကြောင်းမှတ်တမ်းတွေရသိရပါတယ်။အီဂျစ်လူမျိုးတွေဟာလောကရန်နာဘာသာရေးဆိုင်ရာပစ္စည်းတွေလဆင်ပစ္စည်းတွေဒါတွေကိုဖန်တီးရမှာငွေကိုသုံးပြုခဲ့ကြပါတယ်။ဒါအပြင်ကုန်သွယ်မှုအတွက်ငွေရင်းကားသွန်းလို့သုံးဆတဲ့ရည်ကြည်မှုခေတ်တီကိုရောက်လာခဲ့တာဖြစ်ပါတယ်ငွေရင်းကားဟာတွေဟာဆိုရင်မြေထဲပင်လေပတ်ဝန်းကျင်မှာစံငွေကြေးဖြစ်လာခဲ့ပါတယ်ရှေးဂရိနဲ့ယောမတွေဟာစီးပွားရေးမှာငွေဟာအရေးပါတဲ့ခမ်းမပါဝင်လာတယ်လို့ယူဆလာကြပါတယ်ရှေးခေတ်တရုတ်ပြည်မှာလည်းထူးသဖြင့်တန်မင်းဆက်မှာငွေကိုအစဉ်တစားပစ္စည်းများအဖြစ်အပြင်ငွေကြေးဆိုင်ရာလဲလှယ်30ရာမှာ30လာကြပါတယ်နောက်ပိုင်းမှာတော့တင်ကားပြများဖြစ်သတ်မှတ်30လာကြပါတယ်လက်ခေတ်မှာငွေဟာအဖို့တန်ပစ္စည်းဖြစ်ဆက်လက်တရှိနေခဲ့ပါတယ်သူသဖြင့်ဂျာမနီနိုင်ငံချက်သမနိုင်ငံတို့မှာရှိတဲ့ဥရောပမိုင်းတွေနဲ့အဓိကငွေရင်းမြစ်တွေဖြစ်လာခဲ့ပါတယ်15ရာစုနှစ်နောက်ပိုင်းမှာတော့အမေရိကတိုက်ကိုရှာဖွေတွေ့ရှိမှုတွေဟာငွေစည်းကပေါ်လေးနဲ့တက်ရောက်မှုတွေရှိလာခဲ့ပါတယ်18ရာစုနဲ့19ရာစုနှစ်တွေမှာတော့စက်မှုဒလရေးအပြီးမှာငွေတက်ထုတူပေါ်ခြင်းတန့်စင်ခြင်းအတွက်လုပ်ငန်းတွေအတွက်နည်းပညာတွေတိုးတက်လာတာကြောင့်တိုးတက်မြင့်မားလာတာကြောင့်ထုတ်လို့ရလည်းတိုးမြင့်လာနိုင်ခဲ့ပါတယ်ဒီနောက်မှာတပ်ပုံပညာလက်စစ်ပစ္စည်းအစိပ်ပိုင်းနဲ့ဆေးဘက်ဆိုင်ရာကိရိယာတွေအပါအဝင်အမျိုးမျိုးတဲ့စက်မှုလုပ်ငန်းတွေမှာငွေကိုသုံးချမှုထွန်းကားလာခဲ့ပါတယ်20ရာစုခေတ်မှာတော့နိုင်ငံများပြားငွေစရပါနဲ့ငွေရဲ့စံနှုန်းတွေဆွန့်လွတ်လိုက်တာအကြောင်းငွေရဲ့အခက်ကဏ္ဍဟာရောကျလာခဲ့ပြန်ပါတယ်ဒီငွေတက်ထုရဲ့ဓာတုသင်္ကေတမှာတော့ AG ဖြစ်ပြီးတော့သူ့ကိုအာဂျင်တိုက်ဆေဘာစာဖိုင်နဲ့ဂလီနာလက်စာဖိုင်တထုရိုင်းနေသို့မဟုတ်ခဲစစ်ကြီးဒီရိုင်းနဲ့တစ်ဖက်တရှိနေတဲ့ဖော်ပြပါတထုရိုင်းနေရနေပြီးတော့တရိုက်သို့မဟုတ်ဘေးရွက်ပစ္စည်းအနေနဲ့ထုတ်လုပ်လို့ရှိကြပါတယ်တထုပြပြမှုတွေကတော့ရေဘူးပြုတထုတအိုက်ဒိုတာမဲ့တပိုးစစ်နဲ့မီဆူတာနဲ့တပိုးစစ်တွေမှာတစ်ဖက်တွေ့ရှိရလေရှိပါတယ်မက်ဆီကိုနိုင်ငံမှာကမ္ဘာငွေတထုအများဆုံးထွက်ရှိရာနိုင်ငံတွေကတစ်ခုဖြစ်ပါတယ်ငွေတထုကိုကဲစင်ရွှေရိုးနဲ့တစ်ဖက်တွေ့ရှိရလေရှိပါတယ်ကမ္ဘာငွေတထုထုတ်လုပ်မှု9ပုံတပုံလောက်ကဆိုရင်တော့မက်ဆီကိုနိုင်ငံထွက်ရှိဖြစ်ပါတယ်ငွေကဲစင်ရွှေရိုးနဲ့တစ်ဖက်တွေ့ရှိရတဲ့တထုမိုင်းတစ်ခုလည်းဖြစ်ပါတယ်ဒါပြင်ဘူပီးယားနိုင်ငံခြားနိုင်ငံတွေမှာလည်းတူဖို့တွေ့ရှိရပါတယ်ရှင်းမြန်မာခေါ်ကတော့ငွေဆိုတာဘောဆိုတာငွေစေပါကိုပြောတာပါဒါကြောင့်ငွေတထုတွေ့ရှိရာတူဖို့ရာနေရာဖြစ်တဲ့အတွက်ကြောင့်မြန်မာပြည်မှာတော့ဘောရင်းလို့နာမည်ပေးခဲ့ကြတာဖြစ်ပါတယ်မြန်မာပြည်မှာငွေနာမည်တက်ပြီးတော့ခေါ်တဲ့တထုတွေနှစ်ခုကတော့ရှမ်းပြည်မြောက်ပိုင်းမှာဘောရင်းနဲ့ရှမ်းပြည်တောင်ပိုင်းမှာဘောဆိုင်တထုတွေဖြစ်ပါတယ်မြန်မာနိုင်ငံတမိုင်းဝင်ပေါ်ရင်းတထုတွင်ရဆိုရင်1412ခုနှစ်မှာစပြီးတော့တရုတ်လူမျိုးတွေဝင်ရောက်လုတ်ကင်တူဖို့ကြကြရလို့မတတ်များအရာသိရှိရပါတယ်တရုတ်လူမျိုးတွေဟာထိုစဉ်ခါခဲတထုရိုင်းများထဲမှာငွေစင်ကိုသာအဓိကထုတ်လုပ်ခဲ့တာဖြစ်ပါတယ်ဒီလိုငွေကိုကျူချက်ထုတ်လုပ်သွားကြတဲ့အတွက်ပေါ်ရင်းပတ်ဝန်းကျင်မှာခဲချိုကြီးစလက်ပုံများကိုယနေ့ထိတွေ့မြင်ရမှာဖြစ်ပါတယ်မက်ကလာရင်နဲ့ကိုဂျင်ဘရောင်းစတဲ့ဘူမိပညာရှင်များရဲ့မှတ်တမ်းတွေအရတော့ရှေးတရုတ်တွေကဘော်ရင်းမှာငွေထုတ်လုပ်မှု1868ခုနှစ်လောက်မှာရပ်ဆိုင်းခဲ့ကြတယ်အပြီးတိုင်ရန်နာခဲ့ကြောင်းသိရပါတယ်တရုတ်ပြည်မင်းနန်းဆက်နန်းတွင်3ငွေတဲ့ပစ္စည်းတွေဆိုရင်ဘော်ရင်းမှာထုတ်ယူခဲ့ကြတဲ့ပစ္စည်းတွေဖြစ်ကြောင်းမစ္စတာဟာဘဘူဝါရဲ့မှတ်တမ်းတွေအရဆိုပါတယ်အင်္ဂလိပ်တို့သိမ်းယူစဉ်လက်ထက်မှာရှေးတရုတ်တွေငွေစဉ်ထုတ်ယူပြီးတော့ကြံခဲ့တဲ့ခဲချော်ကြီးစလက်ပုံကြီးတွေဟာများစွာတွေ့ရှိရပြီးတော့ဒီခဲချော်ကြီးစလက်တွေကိုတစ်ခွဲကြည့်တဲ့အခါမှာဆိုရင်ခဲက45ရာခိုင်နှုန်းနဲ့50ရာခိုင်နှုန်းပါဝင်နေပြီးတော့သူ့ခေါ်စင်က15ရာခိုင်နှုန်းမှာ16ရာခိုင်နှုန်းထိပါဝင်နေကြောင်းတွေ့ရပါတယ်ဒီအင်္ဂလိပ်တွေလက်ထက်မှာပဲဘာမှမရဘော်ရင်းတထုတွေမှခဲ
ငွေသွတ်တထုရိုင်းတွေကိုထုတ်လုပ်ခဲ့ကြတထုတွေတူးဖော်ထုတ်လုပ်ခဲ့ကြပြီးတော့1906ခုနှစ်မှာဒီဘော်ရင်းကြီးကိုစတင်တူးဖော်ခဲ့ပါတယ်ငွေတထုစေဘာဟာပြော့ပြောင်းပါတယ်ဒါကြောင့်သူ့ကိုလဝက်နာအထည်ပစ္စည်းတွေလုပ်တဲ့အခါမှာဆိုမာကျောမှုရရှိစေဖို့ဂျင်းနီနဲ့အခြားတထုအနေငယ်စီရွတ်ဆက်အသုံးပြုရပါတယ်ဒါကြောင့်925များမှာဆိုရင်ငွေစဉ်92.5ရာခိုင်နှုန်းနဲ့တထုဆက်9.5ရာခိုင်နှုန်းရွတ်ဆက်အသုံးပြုကြလဝက်နာတွေပစ္စည်းတွေပြုလုပ်ကြဖြစ်ပါတယ်တခြားနိုင်ငံတွေမှာလုပ်တဲ့925များနဲ့ဒီကွာခြားတဲ့အကြောင်းရင်းကတော့တထုဆက်နည်းပညာကွာခြားလို့ဖြစ်ပါတယ်925တမဟာ925အစစ်အစင်တမဟာဖြစ်တော့မမဲပါဘူးငွေကို electronic ပစ္စည်းများဆိုလာပြားများစိဘက်ဆိုင်ရာကိရိယာများအပါအဝင်ခြေပြတ်တဲ့နေရာတွေမှာသုံးပြုကြပါတယ်လက်ကူးပစ္စည်းများဒုတိယပစ္စည်းများကိုငွေကိုဆက်လက်သုံးပြုလက်ရှိပါတယ်ဒါအပြင် engine ဘောပယ်ယာတွေများမှာလည်းထည့်သွင်းသုံးပြုလက်ရှိသလိုကွန်ပျူတာနဲ့ mobile phone ဒီပစ္စည်းတွေမှာလည်းစက်သွေးပစ္စည်းတွေမှာလည်းငွေတထုကိုအသုံးပြုခဲ့ကြပြန်ပါတယ်ကားများမှာပါဝင်တဲ့ electronic စက်သွေးစိတ်ပိုင်းတွေမှာလည်းငွေတထု slipper ကိုထည့်သွင်းအသုံးပြုကြပါတယ်1990ခုနှစ်ကတော့ငွေတထုအများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေကတော့အမေရိကန်ပြည်ထောင်စုကနေဒါမက္ကဆီကိုပီရူးရုရှားနိုင်ငံတွေဖြစ်ကြပါတယ်ဒီနောက်ပိုင်း1990ခုနှစ်ရောက်တဲ့အခါမှာတော့မက္ကဆီကိုဟာဆိုရင်ငွေတထုအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်လာပြီးတော့2019-2018အထိရပ်တည်လာနိုင်ခဲ့ပါတယ်အခြားတထုထုတ်လုပ်တဲ့နိုင်ငံတွေကတော့အခြားငွေတထုထုတ်လုပ်တဲ့နိုင်ငံတွေကတော့ပိုလန်ချီလီဂျပန်စပိန်တရုတ်ဘူလ်ဂီးယားနိုင်ငံတွေဖြစ်ကြပါတယ်ခုလိုအဆုံးထိအားပေးကြည့်ရှုရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုသူမိတ်ဆွေပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ